လုံးညီကိုမောင်နှမများအောင်သိတိ channel ကနေပြီးတော့မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဗျနော်အားလုံးအဲ့တော့အခွေတွေပဲအောင်ပြီးတော့နေတိုက်တွေလွဲနေတဲ့အတွက်စိတ်ထဲလည်းမကောင်းပါဘူးအချိန်ပြေးလည်းပြလို့မရလို့နော်အဲ့တော့ဒီညနေမှာတွေးရှိတာလေးကိုခတ်တုတ်ကလေးပြပေးမှာဖြစ်ပါတယ်ဗျနော်အခုကသူကဘာတွေလောက်ထားလဲဆိုရင်ဒီမှာရိုက်ထားတဲ့လမ်းကြောင်းတွေကဒီမှာရိုက်ထားတဲ့နှစ်3ညအဲ့မှာရိုက်ထားတဲ့နှစ်3ညအဲ့နှစ်3ညဘယ်လာလဲဆိုတော့ဒီမှာနှစ်3ညအဲ့ဒါတော့တခါပြန်ပြီးတော့ဘာလောက်ထားလဲဆိုရင်ဒီမှာလာပြီးတော့ခွန်3ဒီမှာတလိုင်းရှိနော်ဒီခွန်3ကဘယ်လာတာလဲဆိုရင်နှစ်8လို့ဒီလိုချိုးပြီးမှခွန်3လို့ရိုက်ထားနော်အဲ့တော့အဲ့လမ်းကြောင်းနေနဲ့ဆက်လင်းပြီးတော့အခုကဒီ3လုံးခွန်ပါဝါဒီမှာ2လို့ရိုက်ဒီ3လုံးခွန်ပါဝါ2လို့ပဲသွားဒါဆိုဒီ3လုံး3ပါဝါ8ဆိုရင်ဒါ2နောက်ပဲလို့ယူတဲ့ line နော်အဲ့ line ကိုမယူရင်ဒီမှာဘာလုပ်ထားလဲဆိုတော့ဒီ3လုံး2ဒီ3လုံး2ကိုဒီ3လုံးခွန်လို့ထက်ဒီ3လုံး2ကိုဒီ3လုံးခွန်လို့ထက်ဒီ3လုံး8ကိုဒီ3လုံး3လို့ထက်အဲ့ဒီတော့ဒီ3လုံး2ကိုဒီ3လုံး2လို့ယူလိုက်ကိုထက်တခါဒီ3လုံး2ကိုလည်းပဲဒီ3လုံး2လို့ယူလိုက်3ထက်ဒါဆိုရင်ဒီ3လုံး8ကိုဒီ3လုံး8လို့ယူမဆိုရင်ဒါ8ထိတ်တယ်နော်အဲ့ဒီ8ထိတ်လို့ကြပြီးတော့နောက်ပိတ်လိုင်းကဘာနဲ့သွားထားလဲလို့ဆိုရင်သူကဒီ3လုံး2ဒီ3လုံး2ဒီ3လုံး3ညဒီမှာလာတဲ့2 3ညအဲ့2 3ညကိုတခါဘယ်လိုပြန်သွားထားလဲဆိုရင်ဒီမှာရိုက်ထားတယ်2 3ညအဲ့တော့ဒီ3လုံး2ကိုဒီ3လုံး2ကိုဒီ3လုံး2နဲ့ဖြုတ်ဒီ3လုံး2ကလည်းဒီ3လုံး2နဲ့ဖြုတ်ဒါဆိုဒီ3လုံး3ကို2 3ညဒီ3လုံး2ဒီ3လုံး2ကိုဒီ3လုံး2နဲ့လိုက်ဒီ3လုံး2ကလည်းဒီ3လုံး2နဲ့လိုက်ဒီ3လုံး3ညကိုဒီ3လုံး3ညနဲ့လိုက်4နောက်ပဲနော်အဲ့တော့84ဆိုတဲ့တကွက်ကောင်း84ဆိုတဲ့တကွက်ကောင်းအဲ့ဒါကိုနောက်ထပ်ကာမဲ့ကဏ္ဍတွေကိုတင်ပေးမှဖြစ်ပါတယ်ဒါအချိန်မရတဲ့အတွက်ဒီလောက်ပဲပြလို့ရပါတယ်နော်အဲ့တော့84ဆိုတဲ့ကဏ္ဍမှတ်ထားပါနော်နောက်ထိုးရမယ့်ကဏ္ဍကိုအောက်မှာစီပေးပါမယ်ဗျနော်ဒီညနေနောက်ဆုံးပွဲဖြစ်တဲ့အတွက်အားလုံးညီကောင်မောင်နှမတွေလိုက်လွှင့်လို့ရအောင်အားလုံးများညီကောင်မောင်နှမတွေမြင်တဲ့တွေ့တဲ့ညီကောင်မောင်နှမတွေစင်ပေးသွင်းထားဖို့ဖိတ်ခေါ်ပါတယ်ဗျနော်ပထမအကောက်အောင်ချမ်းပြီးပြည့်သွားလို့အခုအကောက်ကအောင်သိတိလို့ရိုက်ရှာရင်ပြန်လည်တွေ့နိုင်ပါတယ်နော်အားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာပြီးတော့လူရဲ့ဆန္ဒတွေပြည့်စုံနိုင်ကြပါစေ